ကျွန်တော်ဘာတစ်ခုမှထိုင်တော့ဗျာဒီရေမူးလေးကိုယူသွားပြစ်တယ်ပြီးတော့ဘေးမှာပါလာတယ်ကျွန်တော်တငယ်ချင်းကိုအနံဆန်းတဲ့အနေနဲ့ကျွန်တော်2ချက်3ချက်ဖြန်းပေးလိုက်တယ်အဲ့အချိန်မှာဗျာဟိုးဘက်တဝိုင်းကျော်လောက်ကဝမ်းအကိုကြီးတယောက်ကဟာအနံလေးကမိုက်လိုက်တာဘာလဲမသိဘူးဆိုပြီးတော့လာပြီးတော့ကိုယ်ဆွတ်ပေးပါလားဆိုပြီးတော့တောင်းပြီးဆွတ်သွားတဲ့ရေမူးလေးပေါ့ဗျာဒါကတော့1 set wine အလက်စာပဲဖြစ်ပါတယ်နောက်ဆုံးထွက်အရင် wine တို့ဘာတို့မဟုတ်ဘူးဒါကနောက်မှထွက်တဲ့ကောင်လေးလာတာကိုကမှ60 ml နဲ့လာတာ1 set wine တို့ဘာလို့ဆို100 ml ပေါ့ဗျာဒီကောင်ကအကြီးဆုံး size က60 ml နဲ့လာတာဖြစ်တယ်သူကဘယ်လိုအနံပုံစံမျိုးလဲဆိုတာပြောပြမယ် 1 set wine အရင်တော့ wine ADP နံ့အောင်မှဒီအရန်ကို luxury ဆန်ပါတယ်ဆိုတော့စိန်ခံအနံ့ပေါ့ဗျာအဲ့လို luxury ဆန်နဲ့တစ်မွေးနဲ့ပေါက်လိုက်တဲ့အနံ့ပုံစံမျိုး1 set wine ကိုလည်းအရသာလည်းပျောက်မသွားဘူးသူ့ရဲ့ DNA လည်းရှိနေသေးရဲ့ပြီးတော့တင်မွေးနဲ့ထည့်လိုက်တာအဲ့လောက်ပါပဲအရန်ကြီးကိုကွာခြားနေမှာမဟုတ်ဘူးဒါပေမဲ့တင်မွေးနဲ့တော့တော်တော်တိတိတတ်တာလေးရတယ်ဗျာအနက်1 ADP ထက်ပို့ပြီးတော့ဆွဲတယ်ဒါလေးကိုဒီလိုပလင်းလိုက်ကြီးဝယ်လို့ရတယ်လို့ခွဲရောင်းတဲ့ site တွေလည်းဝယ်လို့ရတယ်10 ml 30 ml 50 ml ထိလည်းခွဲပြီးတော့ဝယ်လို့ရတယ်ဒါမန်လေးမျိုးဆိုအရန်ဝယ်ချရပြီးတော့မန်လေးတစ်မျိုးတည်းလွယ်လို့ကြံမျိုးအားလုံးဝယ်ချလို့ရပါတယ်131 60 61မန်လေးကျွန်တော်ရဲ့ဆိုင်မှာအနက်နေစမ်းပြီးမှဝယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်